တနေ့သားအတော်တတိတရားရှိတာနဲ့မြောက်တကုံ90ခွေနာကနေတရုတ်လုတ်စူပါကတ်ကျွန်တော်မြင်းမလေးနဲ့မြောက်ဥက္ကလာတန်တာလန်းကိုသွားခဲ့တယ်အိမ်အဝင်ဝမှာတိရွက်တိခက်တွေအုံဆိုင်မြို့ပြတဲ့ကဒေါအုပ်လေးပေါ့သူကအထဲအေးဆေးထိုင်နေတယ်ခင်မောင်ရင်စီအလဲသွားခြင်းပေါ့တနေ့သားစိတ်แท้အတော်တတိတရားရှိတာနဲ့90ခွေလက်ဖေးဆိုင်ကထကျွန်တော်မြင်းမလေးနဲ့ရှစ်သမားကမြစ်စုလန်းထဲကိုသွားခဲ့တယ်ဖျားပွင့်တဲ့စပြုတ်တပေပင်အောက်လူတယောက်ထိုင်နေတယ်ကြပြဆရာအောင်ချိတ်စီအလဲသွားခြင်းပေါ့တနေ့သားတည်င်းတစ်ခုကြားရတယ်ဖျားပင်လုံဆေးရုံမှာဆေးကုနေရတယ်တဲ့ငွေမအားပင်မဲ့လူကအားနေတော့အပြေးအလွှာရောက်သွားတယ်တနေ့သူမှတ်မိတယ်သူအေးဆေးတယ်တချို့တွေကိုတော့သူမောင်းထုတ်တယ်သူကဝမ်းမကောင်းအောင်မသွားတာကြတော့မအိမသားသူ့တူတယောက်နဲ့ကျွန်တော်ကူပြီးဆွဲထုတ်တယ်နောက်ဆေးရုံတွန်းလှဲနဲ့အပြင်လေးရှူချင်လို့တဲ့ထွက်လျှောက်ကြတယ်အေးဆေးပါပဲတပတ်လောက်တော့အနည်းဆုံးချမယ်ထပ်သွားမယ်ပေါ့တည်င်းကရောက်လာရီနန်းတိုက်စီကဆေးရုံကနေသူ့ညီမနဲ့သူ့ရောက်ဖထင်အလောင်းအတူထုတ်ရေဝေးတုတ်တန်အရောက်ဆိုပါစို့လိုက်ဖို့အိမ်ပြန်ပကြီးဖျားတစ်ပါးပြိဋိနိဗ္ဗာန်ပြုတ်သွားပြီပြောတော့ကိုလာကောတဲ့လူကလည်းရှိပေါ့ခင်မောင်ရင်ပြိဋိနိဗ္ဗာန်ပြုခြင်းပေါ့ပကြီးကိစ္စပြီးဆုံးခြင်းပေါ့တနေ့သားကိုဗစ်တရားတွေနာနေရချိန်နောက်ထပ်ဖျားတစ်ပါးဆေးရုံရောက်သွားတယ်ကြားတယ်ငါသွားရမလားပေါ့တာဝကတွေကြားလူပိုဖြစ်နေမလားတွေးအဆင်ပြေပါတယ်ကြားတော့မရောက်လိုက်မိလမ်းဆန်းနေတဲ့ပုံလေးမြင်ရအိပ်ဖန်ဆောင်ပေးတဲ့တငယ်ချင်းကိုကျေးဇူးတင်ရအိမ်ပြန်နားနေပြီဆိုတော့စိတ်ချတညနေသားအိမ်ကိုပြန်ရောက် Facebook ကောက်ဖွင့်သတင်းတစ်ခုကြားရချိတ်ဦးချိတ်ဆုံးပြီတဲ့ဖုံးမျက်နှာပြင်မှာမျက်ရည်ပြည့်သွားငါသွားမှရမယ်ငါသွားကိုသွားရမယ်အိမ်ကိုရောက်သွားဒီဖျားတပ်ပဲစွာလဲလျောင်းနေသလားပေါ့အဲ့လိုပြောတော့ငါ့ကိုဘသူလာဆဲမလဲစပြုတ်တပြေပင်လဲအိမ်ရှိမှမရှိတော့ကြပြကိစ္စပြီးဆုံးခြင်းပေါ့တငယ်ချင်းမိတ်ဆွေတယောက်ကမေးတယ်ဥခင်မောင်ရင်စီကပကြီးကားရလိုက်သလားဘာရလိုက်သလဲတဲ့ရလိုက်တာပေါ့ကွာသူ့ပကြီးကားအားလုံးဒီပါငါရတယ်သူ့ပကြီးတရားငါရတယ်ဥအောင်ချင်းစီကကြပြားတွေရလိုက်သလားဘာရလိုက်သလဲရလိုက်တယ်ဗျအောင်ချင်းကြပြားကျွန်တော်ကြပြားသူ့ကြပြားတရားကျွန်တော်နာကြားပြီးသားကျွန်တော်အကုန်ရပြီးသားပါဘာများထက်လို့သေးလို့လဲလင်းတန်ကြီး2021ဩဂုတ်ဆာချင်းဆုံးတော့ဥခင်မောင်ရင်ကိုတတိရတယ်ဖះနှစ်ပါးကွယ်လို့ညင်းပေါ့ဘာသာရေးဖះများနဲ့ရိုးထွေးမတွေးစေလို့ပါဘာသာစကားကိုသာယူပါတယ်အမှုပညာဖះလို့သာမှတ်ယူကြပါလို့